နာမည်ကတော့ Chat of ဖြစ်ပါတယ်။ Chat ဒီနေ့မှာတော့ကျတို့ academic writing မှာပေါ့နော် academic writing ကိုစမရေးခင်မှာကျတို့အရင်ဆုံးပြင်ဆင်ရမယ့် step pre-writing step လေးတွေကိုပြောပြချင်တယ်။အဲ့တော့ကျတို့ writing ကိုစမရေးခင်မှာဘယ်လိုမျိုး prepare လုပ်မလဲဘယ်လိုမျိုး planning လုပ်မလဲဆိုတာလေးကိုဒီနေ့ sharing လုပ်သွားပြပါမယ်။ Okay ဆိုတော့ကျတို့က writing process ကကြတော့ကျတို့ 6 steps of writing process ရှိတယ်။ဟုတ်ပြီနော်။အဲ့တော့ step number ကတော့ကျတို့ step number 1ဒီကျတို့ choose the topic okay ဒါတော့ကျတို့က slow practice လုပ်မဲ့သူတွေကိုရည်ရွယ်တယ်ပေါ့နော်အဲ့တော့ကိုကတော့ exam အတွက် practice လုပ်တယ်ဆိုရင်တော့ဒီ exam questions အတိုင်းပေးထားတဲ့ topic ကိုကရေးရမယ်မဟုတ်ဘူးကိုကအခုမှစပြီးတော့မှslow practice လုပ်မယ်ဆိုလို့ရှိရင်တော့ကျတို့ကိုယ်တိုင် self study လုပ်ချင်တာမျိုးကိုယ်တိုင်ကို practice လုပ်ချင်တာမျိုးဆိုလို့ရှိရင်ကိုကဘယ် topic ကိုရေးမလဲဘယ် topic ကို base လုပ်ပြီးတော့ practice လုပ်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကိုက topic ကိုရွေးဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့တော့ topic ကိုရွေးပြီးပြီဆိုတော့ကျတို့ကidea တွေစစဉ်းစားရအောင်မယ်အဲ့တော့ဘယ်အချက်လက်တွေထည့်မလဲဆိုပြီးတော့ကျတို့စဉ်းစားရမယ် step number 3ကကျတို့ရဲ့ idea ကိုကျတို့ organize ပြန်လုပ်ရမယ်အဲ့တော့ဘယ်အချက်လက်ကတော့ကိုယ့်ရဲ့ topic အတွက်တကယ်ကိုအရေးကြီးတယ် necessary ဖြစ်တယ်ဘယ်အချက်လက်ကတော့ကိုယ့်အတွက်သိအရေးမကြီးဘူးဆိုပြီးတော့မှကျတို့ပြန်ပြီးတော့ writing အတွက်လိုအပ်တဲ့ idea တွေကိုပြန်ပြီး organize လုပ်ဖို့လိုအပ်တယ် okay ဒါဆိုရင်ကျတို့ ready ဖြစ်တဲ့လောက်ရှိပြီဆိုရင်တော့ကျတို့စပြီးတော့ရေးလို့ရပြီစရေးပြီးပြီဆိုတာနဲ့ရေးပြီးပြီကိုကြည်နဲ့တယ်ကိုအဆင်ပြေတယ်လို့ထင်ပြီဒါဆိုရင်ကိုက okay ရေးနေတဲ့အစေးတော်၎င်းပေါ့နော်အဲ့တော့ဒါကိုရက်လိုက်လို့ရပြီရက်ပြီးတဲ့အခါမှာကျတော့ဒီတိုင်းထားခဲ့လို့မရဘူးဘာလို့ဖို့လိုအပ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ essay ဆိုရင် essay ရဲ့ structure ကောင်းသလား content အဆင်ပြေသလားဆိုတာကိုကပြန်ပြီးတော့ပြန်ဖတ်ဖို့လိုအပ်တယ်ဟုတ်ပြီနော်အဲ့တော့ကိုကမဟုတ်ဘူးကိုနဲ့ writing practice လုပ်တဲ့ကိုရဲ့တငယ်ချင်းရှိရဆိုရင်လည်းအပြန်အလှန်ဖတ်ပြီးတော့မှတယောက်နဲ့တယောက် feedback ပြန်ပေးလို့ရတယ်ဟုတ်ပြီ okay နောက်တစ်ခုကကျတော့ review structure လုပ်ပြီးပြီဆိုလို့ရှိရင်လည်းဒီ structure ကိုပြန်ပြီးတော့မှ revise လုပ်ဖို့လိုအပ်တယ်ဒါကတော့ကျတော့ writing process မှာလိုတဲ့ step တွေ okay ဒီ step လေးတွေကိုကောင်းကောင်းဒီ step တွေကိုအခြေခံပြီးတော့ကျတော့ writing ကို practice လုပ်သွားမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ writing skills တွေက improve ဖြစ်လာတယ် okay ဆိုတော့ Jera ဒီနေ့အဓိက focus လုပ်ချင်တဲ့ topic က pre-writing အဆင့်မှာ Jera ဘာတွေလုပ်ရမလဲ pre-writing ကဘာလဲဆိုတာကိုပြောပြပြီးတော့เนาะအဲ့တော့ pre-writing ကJera ဒီစမရေးခင်မှာ Jera ကဘာရေးမလဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်တယ်okay နောက်တစ်ခုကကျတော့ topic ကိုရွေးရမယ်ရှေ့မှာပြောခဲ့သလိုပဲကျတော့ topic ကိုရွေးရမယ်အဲ့တော့ topic ရွေးချယ်မှုဒီကိုနဲ့ပဲသက်ဆိုင်နေဘာဖြစ်လို့လဲဆိုတော့ကျတော့ questions တစ်ခုကို base လုပ်ပြီးရေးတာမဟုတ်ဘဲနဲ့ကိုယ်တိုင်ကို practice လုပ်တယ်ကိုရေးချင်တဲ့အကြောင်းအရာကိုရွေးပြီးတော့ရေးတာဖြစ်တဲ့အတွက် topic ကိုကိုယ်တိုင်ရွေးချယ်လို့ရတယ်အဲ့တော့ကျတော့ topic ရွေးချယ်တဲ့အခါကျရင်အရင်ကြီး narrow ဖြစ်လွန်းတော့အရန်ကို broad ဖြစ်တဲ့ topic တွေရွေးလို့အရန် narrow ဖြစ်ရင်လည်းကိုရေးစရာပါအကြောင်းအရာမှမရှိတော့အရန် broad ဖြစ်တဲ့အခါမျိုးဆိုလို့ရှိရင်လည်းကိုကဒီအကြောင်းအရာပေါ်မှာမူတည်ပြီးတော့ကိုထည့်ရမယ့်အချက်လက်တွေကအရန်များတယ်အဲ့လိုမျိုးခါမျိုးမှာဘယ်အချက်ကိုကိုကအတိအကျ focus လုပ်ရမလဲဆိုတာမသိတော့ဟုတ်ပြီနော်အဲ့တော့ကျတော့ topic ကိုအရင်ရွေးဖို့လိုအပ်တယ် okay ကျတော့ topic အဆင့်သင့်ဖြစ်ပြီဆိုလို့ရှိရင်ကျတော့စပြီးတော့ brainstorming step ကိုလုပ်ရတော့အဲ့ brainstorming step ကကြတော့ကျတော့idea တွေကိုစုဆောင်းလိုက် step ဖြစ်တယ်ပြီးနော်အဲ့တော့ brainstorming လုပ်နေတဲ့အခါမျိုးမှာကျတော့ဒီကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာတဲ့ ideas တွေကိုကျတော့ချရေးရတယ်အဲ့တော့ဒီချရေးတဲ့အချိန်မှာကျတော့ brainstorming က3မျိုးနဲ့ brainstorming လုပ်လို့ရတယ်အဲ့တော့ဒီ3 types of brainstorming လေးတွေကဘာလဲဆိုလို့ရှိရင် making a list နဲ့တွားလို့ရတယ်ဒါမှမဟုတ် free writing နဲ့တွားလို့ရတယ်ဒါမှမဟုတ် mapping နဲ့တွားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ making a list ကကျတော့ cherry ဘယ်လိုမျိုးလဲဆိုရင်ကိုက okay topic တစ်ခုနဲ့ပေါ့နော်ဒီမှာဆိုရင် ချက်ပေးထားတဲ့ sample topic ဆိုရင် what should I study at university ဆိုတဲ့ topic okay ဒီ topic မှာ cherry က okay ဘာမှမရေးခင်မှာအရင်ဆုံး cherry က plan ဘာ writing မှလည်းမရေးသေးဘူးစပြီးတော့ cherry က idea ကိုပဲစပြီးတော့မှစုနေတဲ့အဆင့်ဖြစ်တာဖြစ်တဲ့အတွက် list လုပ်မယ်okay နော်အဲ့တော့ကိုယ့်ရဲ့စာအုပ်ပေါ်မှာစာရွက်ပေါ်မှာကိုခေါင်းထဲရောက်လာတဲ့အကြောင်းအရာတွေကိုတစ်ချက်ချင်း bullet points လေးနဲ့ချရေးတာမျိုးအဲ့တော့ words တွေလည်းရေးလို့ရတယ် phrases တွေလည်းရေးလို့ရတယ် sentences တွေလည်းရေးလို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် just sample ကိုပြထားတဲ့အတိုင်းပဲဒီမှာဆိုရင် writer တယောက်ကနေပြီးတော့မှသူ
brainstorming လုပ်တဲ့အခါမှာ making a list ဆိုရဲmethod ကိုသုံးတယ်သုံးပြီးတော့မှ history သူကောင်းတဲ့ရောက်လာတယ် maths okay ဒါဆိုလို့ရှိရင်ရော what job do I want later နောက်ပိုင်း university ပြီးသွားရင်ရောဘာအလုပ်လုပ်မှာလဲဆိုတော့ for English က work အတွက်လား travel အတွက်လားဒါဆိုရင် science နဲ့ပတ်သက်တာရောသင်လား journalism ဘိုင်းရောသူယူသင်သလား okay photography ရောစိတ်ဝင်စားသလား art ကိုလည်း maybe စိတ်ဝင်စားတာဖြစ်တဲ့အတွက် art ကိုလည်းခြာရေးထားတယ် okay ဒါဆို university life မှာကောfriends တွေ social life တွေရောဘယ်လိုလဲဒါသူ့ရဲ့ခေါင်းထဲမှာပေါ်လာတဲ့အချက်လက်တွေကိုသူကခြာရေးထားအဲ့တော့ကျတော့ making a list လုပ်နေတဲ့အခါမှာဘယ် idea ကတော့ကိုယ့်အတွက်ကောင်းတယ်ဘယ် idea တော့မကောင်းဘူးဆိုတာကိုသိပြီးတော့မစိုးရိမ်နဲ့ကိုယ်ခေါင်းထဲရောက်လာတဲ့အချက်လက်မျိုးတည်တည်ချာချာခြာရေးဖို့လိုအပ်တယ်ဟုတ်ပြီနော်ပြီးတော့မှ okay ကိုက alright တော့ဒါဆိုရင်လုံလောက်ပြီးအချက်လက်တွေစုဆောင်းတာအောင်လုံလောက်ပြီးလို့ထင်တဲ့အခါမျိုးမှာနောက်တစ်ခါကျတို့ရဲ့ဒီ list လုပ်ထားတဲ့အချက်လက်တွေကို review ပြန်လုပ်ဖို့လိုအပ်တယ်နောက်တစ်ခါပြန်ဖတ်လိုက်တဲ့အခါမှာ okay ဒီအချက်လက်ကလေးတော့ကိုယ့်အတွက်မလိုဘူးဆိုလို့ရှိရင်ကိုယ်ဘာလုပ်လိုက်ရလဲဆိုလို့ရှိရင် remove လုပ်လိုက်ပါနောက်တစ်ခုဒီအချက်ကတော့ကိုယ့်အတွက်ဒီ topic ကတော့ကိုယ့်ရဲ့ဒီအချက်ကတော့ကိုယ့် topic အတွက်သိပ်ပြီးတော့အရေးမကြီးဘူးလို့ထင်လို့ရှိရင်လည်း eliminate လုပ်လိုက်လို့ရတယ်ဟုတ်ပြီနော်ဒါတော့ကျွန်တော် making a list ကိုသုံးပြီးတော့မှ brainstorming လုပ်သွားတဲ့ပုံစံ alright ဆိုတော့နောက်တစ်ချက်က free writing okay အဲ့ free writing ကကြတော့ကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာသမျှကိုကခြရေးတာဟုတ်ပြီနော်အဲ့တော့ခြရေးတဲ့အခါမှာကိုက paragraph တစ်ခုပုံစံနဲ့ခြရေးတာအဲ့တော့ခြရေးတဲ့စာပိုက်ပြီးessay လိုမျိုးလည်းအရှိဖြစ်စရာမလိုဘူး short paragraph လေးဖြစ်လုံလောက်ပြီအဲ့တော့ကိုကခြရေးနေတဲ့အချိန်မှာမှားတယ်လို့ထင်လဲရက်မသွားနဲ့ဆက်ပြီးတော့ရေးလို့ရတယ်နော်အဲ့တော့ဒီနေရာမှာ free writing လုပ်နေရင်လည်းကိုယ့်ရဲ့ grammar တွေ spelling တွေကိုအရင်ဂရုစိုက်ပြီးသွားပြီကိုရေးလို့အဆင်ပြေတယ်လုံလောက်ပြီလို့ထင်တယ်ဆိုလို့ရှိရင်ပြီးသွားပြီရက်လိုက်ပြီးတော့မှကိုယ့်ရဲ့ paragraph ကိုပြန်ဖတ်ကြည့်အဲ့တော့ကိုယ့်အတွက်မလိုအပ်တဲ့အချက်လက်တွေဆိုလို့ရှိရင်ချစ်ထုတ်လိုက်လို့ရတယ်စလုံးပေါင်းမှားနေရဆိုလို့ရှိရင်ကိုပြန် check လုပ်လို့ရတယ် grammar တွေမှားနေရဆိုလို့ရှိရင်အဲ့မှာကိုပြန် check လုပ်လို့ရတယ်ဟုတ်ပြီနော် okay so နောက်ဆုံးတစ်ခုကကျွန်တော် brainstorming မှာသုံးလို့အဆင်ပြေတဲ့ mapping ပေါ့နောက်တစ်ချက်အဲ့တော့ mapping ကကြတော့ကျွန်တော်ဒီ topic ကလေးပေါ့နော်ဒီမှာဆိုရင် what should I study ဆိုတဲ့ topic ကိုကျွန်တော် middle of your page မှာရေးလိုက်တယ် okay အဲ့တော့အလယ်မှာရေးလိုက်တယ်ရေးလိုက်ပြီးတော့မှသူနဲ့ဆက်တဲ့ဥစ္စာလေးတွေကိုဆိုတော့ဒီမှာလဲ okay favorite subjects ကဘာတွေလဲဆိုတော့ဒီ writer အတွက် favorite subject တွေဆိုလို့ရှိရင် art တွေ history တွေ English တွေပါ okay အဲ့တော့ English ကဘာအတွက်သူသင်ယူမှာလဲ traveling အတွက်လားဒါမှမဟုတ်ရင်job အတွက်လားနောက်ပြီးတော့ art နဲ့သက်ဆိုင်တာ photography တွေ painting တွေ sculpture တွေ okay ဒါဆိုရင်အလုပ်အတွက်ကောင်းတဲ့ subject တွေပဲ subject တွေယူမယ်ဒီမှာဆို journalism တွေ business တွေပါတယ် okay မကြိုက်ဆုံးဘာသာရပ်တွေကိုလည်းခြာရေးထားတယ် science biology physics maths okay အဲ့တော့ဒါလေးတွေကတော့ကျွန်တော်တို့ကကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာသမျှကိုဒီလိုမျိုးcircle လေးတွေတုံးပြီးတော့မှအစင်ခြာရေးသွားတာနော်အဲ့တော့ဒီမှာလည်းအဲ့လိုပဲကိုယ့်အတွက်လုံလောက်ပြီး information တွေဒီ idea တွေစုတာတွေလုံလောက်ပြီးလို့ထင်တဲ့အခါကျတစ်ခေါက်ကိုယ့်ရဲ့ mind map ကိုပြန်ဖတ်ကြည့်ပါကိုယ့်အတွက်မလိုအပ်တဲ့ဟာတွေဆိုလို့ရှိရင်ကျွန်တော် cross out လုပ်လိုက်ပါအဲ့တော့ကိုတကယ်လိုအပ်တဲ့ကိုယ့်ရဲ့ topic အတွက်ကိုယ့်ရဲ့ writing အတွက်တကယ်လိုအပ်တဲ့ informations တွေပဲကြံနေဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ brainstorming လုပ်တဲ့အခါမှာ making a list ရဲ့နောက်တစ်ချက်ကကြတော့ free writing mapping ဆိုပြီးတော့၃မျိုးနဲ့လုပ်လို့ရတယ်အဲ့တော့ဘယ် brainstorming လုပ်လို့ရတဲ့methods ကဘယ်ဟာအကောင်းဆုံးလဲဆိုရင်တော့ depends on the student အကြောင်းသားပေါ်မှာပဲမူတည်တယ်ကိုယ့်ပေါ်မှာပဲမူတည်တယ်အဲ့တော့ကိုက mapping ကကိုယ့်အတွက်အဆင်ပြေဆိုရင် mapping နဲ့သွားပါမဟုတ်ဘူး free writing ကကိုယ့်အတွက်အဆင်ပြေဆိုရင် free writing လုပ်လို့ရတယ် list လုပ်တာကိုယ့်အတွက်အဆင်ပြေဆိုရင် list လုပ်ပါဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ writing တစ်ခုကိုစရေးမယ်ဆိုလို့ရှိရင်အရင်မလောပဲနဲ့ဒီ pre writing steps လေးတွေကိုကောင်းလုပ်ခဲ့မယ်ဆိုလို့ရှိရင်ကို writing ရေးတဲ့ခါကြလို့ရှိရင်လည်းကိုအတွက်အထောက်အကူပြုနိုင်တယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့ရှင်းပြသွားလေးရတော့ pre writing အဆင့်မှာလုပ်ရမယ့်အချက်လက်တွေပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်